แต่ยุสองกีเปลมาเย่จัลันก็ปูมันเชียนตันยติมุตะคุเย่จัลันตันมโหปะหูแต่ข้าแต่ยันมาเชียนตันมูก็ยามที่ยาวล้วนต่อเอล่ะก็โกตัวจูมาพิวดอบูสุลากูลูเลตดิมาท่ามีจ่าบาบูทีนี้ทุเย่โกบันจัลันก็เปลี่ยนแปลตัวมาพิบายตูเปโลจูปันเคตเลสุลากูเซเวนซานาเท่าจีเอามาตูมาฮาอิลลินอยปีเน่โรบินส์มิวมาจีบิงเกบาร์เอริมิวลีกาอาซาเต้าชาปาเรนียพิบาร์จอมตัวกินนี่เลซากูเยสังกานี่มาจากขณะเวซาเกียบาร์มีตาจูกังวิจิชูเดบิเมยินจิมูเน่กงยูซีด้วยช่วยวาเกบาร์มีบานาปาสลงอารมณ์ยาสวาลูกเคบิเมเลมาลงเล่าเคบาวู图嘛，新的大学嘛，不讲的呢要表学去呀吧嘞。套半截呀的人家是研究课诶，法肯学校么标户等于去呀吧嘞。哎，东个是那个拿么来去边咩？一千那个到拿来去吧嘞。第二木个角色比现代木个业绩路去吧嘞。คนเย่ดีกันแต่ท่าเรนียมาจีเป็นเกียร์ลุแต่ยกสองเชงกะตุเย่ปันพีพาสไทม์เทคลาเคบาร์มาจากกันมาเว้แต่ยกสองเชงกะตุมีซาจูด้วยคนเย่แม้ว่ายาชีเสกบาร์คลีเดียวตาดีคนเย่ตกากูพูดไหนแค่ได้เทบาร์ทุกตัวเพตุลูเบอายาเอาลูกไปเช่นคลีมิวบ่ဒါကြောင့်သူစတင်တရုပ်ဆောင်ပြီးအလုပ်တွေရလာတဲ့အခါမှာမိသားစုအတွက်ကဘဝကိုမြင့်တင်ပေးနိုင်မယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်လာခဲ့ပါတယ်။ဒါနဲ့သူ့ရဲ့အသက်မွေးဝမ်းကြောင်းအတွက် LA ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ Illinois ပြည်နယ်ကနေ California ကို၄ရက်၃ညကာမောင်ခဲ့ကြတာပါ။ဖခင်ထီသူဟာသူ့ရဲ့ပင်စင်ကိုထုတ်ယူခဲ့ပြီးဖျားเจ้าနဲ့ဆွေမျိုးတွေကလည်းတက်နေသမျှပံ့ပိုးပေးခဲ့ကြပါတယ်။ပထမနှစ်မှာပဲရုပ်ရှင်တကားမှာပါဝင်ခွင့်ရခဲ့ပြီးSAG စံခါတင်စရင်ဝင်ခဲ့ပါတယ်။နောက်ပိုင်းမှာသူ့ရဲ့ကိုပိုင် TV show တစ်ခုကိုပါရရှိခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုအမြဲတမ်းစောင့်ကြည့်နေရတဲ့ဘဝမျိုးမဟုတ်တော့ပဲအခွင့်အရေးတွေရလာခဲ့ပါတယ်။အခွင့်အရေးတိုင်းကမဖြစ်နိုင်ဘူးလို့ဘယ်တော့မှမသိခဲ့တဲ့ကဘာတစ်ခုကိုဖွင့်ပေးခဲ့ပါတယ်။သူ့ရဲ့အသက်မွေးဝမ်းကြောင်းကသူတို့မိသားစုရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။အောင်မြင်မှုကိုလိုက်ရှာလို့မဟုတ်ပဲလွတ်လပ်မှုကိုရရှိစေခဲ့လို့ဖြစ်ပါတယ်။အဲ့ဒီခါမှာတရုတ်ဆောင်ခြင်းဟာပျော်စရာအလုံးမဟုတ်တော့ပဲသူတို့မိခိုအားထားရတဲ့အရာဖြစ်လာခဲ့ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှသူမဟာစင်ပေါ်မှာတင်မဟုတ်ပဲစင်နောက်ွယ်မှာပါဖျော်ဖြေခဲ့ရပါတယ်။သူမရဲ့ဘဝကိုရှင်တန်ဟိုအတွက်ပုံအေးတစ်ခုကိုဖန်တီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီပုံအေးကကီဖယ်မာဖြစ်ပါတယ်။လူတိုင်းနဲ့တရင်တနည်းနေတတ်ပြီးအရေးချင်းရှိကရေစရာကောင်းတဲ့ကီဖယ်မာပါ။အဲ့ဒီပုံရိပ်ကပဲသူ့ကိုဒီလုပ်ငန်းနယ်ပယ်မှာ23နှစ်ကြာရပ်တည်နိုင်အောင်ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။သူ့မှာလီယိုဒစ်လို့ခေါ်တဲ့သားတစ်ယောက်ရှိပါတယ်။ပြီးခဲ့တဲ့နေ့ဟယ်လိုဝင်းခွဲပြီးမှသားဖြစ်သူအရန်ပင်ပန်းနေတာကိုသတိထားမိခဲ့ပါတယ်။အဲ့ဒီလိုပင်ပန်းနွမ်းနေနေတာကသူ့ကိုကြောက်ရွံ့စေခဲ့ပါတယ်။ဒါနဲ့ကားကိုဘေးချရပ်ပြီးသားကိုဖတ်ထားခဲ့ပါတယ်။နားလို့ရပြီးသားနားလို့ရပြီးမေရှိတယ်လို့ပြောခဲ့ပါတယ်။နောက်ဆုံးတော့သူအိပ်ပျော်သွားပါတယ်။အိမ်ပြန်ရောက်တော့အလုပ်တွေဆက်လုပ်ရပေမဲ့နာယီဝက်လောက်အချိန်ရခဲ့ပါတယ်။မျက်လုံးမှိတ်ပြီးနားနေခဲ့ပေမဲ့စိတ်ကလဲပတ်နေလို့အိတ်မပြောခဲ့ပါဘူး။အဲ့ဒီအခါမှာသူ့အမေလိုပဲရှေ့ကိုသာဆက်သွားဖို့တန်ဖိုးထားတဲ့သူ့ရဲ့အမေလုံနိုင်ခဲ့တာမျိုးကိုသူ့သားကသူ့ကိုကြံလုတ်ခိုင်းနေတာကိုသဘောပေါက်သွားခဲ့ပါတယ်။သူ့အမေကသူ့ကိုရှင်တန်ဖို့အတွက်ပဲတင်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအခါမှာရှင်တန်မှုအတွက်တိဆောက်ခဲ့တဲ့ adaptive intelligence ကအခြေအနေတွေပြောင်းသွားတဲ့အခါမှာအတင်းအကျပ်ပြုမှုcompulsion ဖြစ်သွားတယ်ဆိုတာကိုသူသဘောပေါက်သွားပါတယ်။သူ့ရဲ့သားကိုဖတ်ပြီးအနားယူခိုင်းလိုက်တဲ့အချိန်မှာမျိုးဆက်ပေါင်းများစွာဆက်လက်လည်ပတ်နေတဲ့အရာတစ်ခုအဆုံးသတ်သွားခဲ့ပါတယ်။ရှင်တန်မှုကအရန်ထိရောက်လုံးတော့ဘဝမှာမလိုအပ်တော့ဘူးဆိုတာကိုသတိမထားမိနိုင်ပါဘူး။အောင်မြင်မှုတွေထပ်ပြီးမလိုအပ်ပါဘူး။အနားယူဖို့ပဲလိုအပ်ပါတယ်။ကိုတီဆောက်ခဲ့တဲ့အရာတွေကိုကျေးဇူးတင်ဖို့ပြန်လဲစမ်းစစ်ဖို့အချိန်ယူပြီးအနားယူဖို့လိုအပ်ပါတယ်။သူရဲ့မိဘတွေကသူ့ကိုဘလို့ရှင်သန်ရမလဲဆိုတာပြသပေးခဲ့ပါတယ်။သူကမိဘတွေကိုဘလို့အိမ်မက်မရမလဲဆိုတာပြသခဲ့ပြီးသူ့ရဲ့သားကတော့ဘလို့နေထိုင်ရမလဲဆိုတာကိုပြသနေပါတယ်။လွတ်မြောက်ခြင်းအတွက်နောက်ထပ်ဘလို့နီလန်းတွေရှိနိုင်မလဲဆိုတာကိုလည်းဆက်လက်ရှာဖွေသွားကြရအောင်ပါ။